ဒီလူကကုန်ကြစရိတ်ချွေတာချင်တာနဲ့ချကိုက်နေတဲ့ကြမ်းခင်းတစ်သားပုတ်တွေကိုအစားထိုးသုံးခဲ့။ဝန်ထမ်းနဲ့တန်ချောင်းတွေနေရာမှာလည်းတန်ကျုံမြင်လေးတွေပဲတုံးထားပြီးနေရန်တွင်းထဲမှာဆိုရင်လည်းမှုတက်နေတဲ့ကောက်ရိုးနဲ့စပတ်ခွန်တွေကိုပဲထည့်ထားခဲ့တယ်။ဒါကြောင့်၃ရက်တစ်ကြိမ်ဆိုသလိုပြူကြပြီးလူမှုတွေမကြခဏဖြစ်ခဲ့တာမို့တတိုင်းလုံးနာမည်ဆိုးနဲ့ကြော်ကြပြီးဘယ်သူမှမငှားရဲကြဘူး။ဒီလူတယောက်တည်းပဲဒီနေရာလေးဟာအဖေဖြစ်သူရဲ့ကုမ္ပဏီနဲ့နီးလို့သဘောကျပြီးငှားရမ်းခဲ့တယ်။သူကငွေသိန်းပေါင်းများစွာအကုန်ကြခံပြီးတိုက်တစ်ခုလုံးကိုအပြတ်တက်ပြန်လဲပြင်ဆင်ခဲ့ကဘူဖေးစားတောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ခဲ့တဲ့အဖေဖြစ်သူကုမ္ပဏီကဝန်ထမ်းထောင်ပေါင်းများစွာဆိုတဲ့ခိုင်မာတဲ့ဖောက်တွေတူကြောင့်ဆိုင်ရောင်းအားကအင်မတန်ကောင်းတယ်။ဒါကိုအင်ရှင်ကမနာလိုမျက်စိဆက်လာပြီးလစဉ်ငှားရမ်းခကိုရုတ်တရက်မတန်တဆတူတောင်တော့တယ်ဒါတင်မကသေးပဲဆိုင်ရဲ့အမျက်တဝက်ကိုပါအတင်းတောင်းဆိုလာခဲ့တယ်။ကျွန်တော်ကတော့ဒီတိုင်းအရှုပ်ပေးမှာမဟုတ်ဘူး။ဒါပေမဲ့အင်ရှင်ကတော့စာချုပ်ကိုပွဲချင်းပြီးစုပ်ဖြတ်ပြီးကဆိုင်ကိုပြန်သိမ်းပြီးကိုယ်တိုင်ဦးစီးလုပ်ကိုင်ချင်နေခဲ့တယ်။အင်ရှင်ကသူဟာပင်လယ်စာတိုင်ထန်ကနေတူးတဲ့ကိုယ်စလဲရပိုင်ခွင့်ရထားပြီးဆိုပြီးဝင်းကြွားစွာကြောဝါနေခဲ့တဲ့ဖောက်တယ်တွေလာတာဟာပင်လယ်စာရဲ့အရေးသွေးနဲ့နေရာကောင်းကြောင်ပဲလို့ညာနှုံးပြစ်ထင်မှတ်နေတာပါ။ဒါပေမဲ့ဖောက်တယ်တွေဆိုတာကျွန်တော်နာမည်နဲ့အဆက်အသွယ်ကြောင့်လာကြတာဆိုတာကိုတော့အင်ရှင်မသိခဲ့ဘူးဆိုင်ကိုဘယ်နေရာမှာပဲဖွင့်လူတွေကအဲ့ဒီနေရာကိုရောက်လာကြမှာဖြစ်ပြီးဘာဟင်းပဲစားရသူတို့အတွက်အရေးမကြီးခဲ့ဘူး။ဒါပေမဲ့လည်းအမှန်တရားကိုထုတ်မပြောဘဲငင်းကုန်မနေတော့ပဲတမ်းပြီးလက်လျှော့လိုက်တယ်။ရပါတယ်ဒီဆိုင်ကိုကျွန်တော်ဆက်မဖွင့်တော့ဘူး။မင်းတို့ပဲစီးပွားရေးတွေဒီထက်မကအဆင်ပြေပါစေ။မင်းတကယ်ပဲဒီတိုင်းထည့်ပေးမလို့လား။မင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဆိုင်ပြောင်းမလို့ကားကြီးတစ်စီးမြန်မြန်လေးလုပ်ပေးပါနော်။ကဲဒီတော့မှပဲခင်ဗျားတို့စိတ်အေးရတော့မလား။ဟင်းမင်းအလိုက်တိလို့တော်သေးတာပေါ့ဒါဆိုရင်လည်းပစ္စည်းတွေကိုတက်တက်ရက်နဲ့မြန်မြန်ရွှေ့လိုက်ငါတို့ဆိုင်ဖွင့်ပြီးပတ်စံရှာတာကိုမနှောက်နေစေနဲ့လင်မယား2ယောက်ထွက်သွားတော့ဆိုင်ကဝန်ထမ်းတွေအားလုံးကအနားရောက်လာကြပြီသူထေးဆိုင်ကားစာချုပ်တောင်မပြည့်သေးဘူးလေအင်ရှင်လင်မယား2ယောက်ကဒီလိုမောင်းထုတ်နေတာဘာသဘောလဲဒါအတိတာကြီးအနိုင်ကျင့်တာပဲဟုတ်တယ်ဆဆချင်းတုန်းကဒီနေရာအစုပ်ကြီးကိုဘယ်သူမှမလိုချင်ကြဘူးတထေးကခက်ခက်ခဲခဲနဲ့ဆိုင်ဖြစ်အောင်လုပ်လိုက်မှသူတို့ကအစင်တက်လာလို့လားဘာသဘောလဲသူထေးမဟုတ်ရင်သူတို့ကိုတွားပြောလိုက်ပါလားကျမမှအရန်တော်တဲ့ရှိနေတငယ်ချင်းတယောက်ရှိတယ်ခံပြင်းစရာတွေကိုသူနဲ့တရားရင်ဆိုင်ပြီးအနိုင်ယူခိုင်းမလို့ပါဘူးဒါဆိုတထေးအခုပါဆက်လုပ်ဖို့စိတ်ကူးထားလဲဒီတိုင်းပဲအနိုင်ကျင့်ခံပြီးငြိမ်ခံနေတော့မလို့လားကျွန်တော်ဝန်ထမ်းတွေကိုတစ်ချက်ပြုံးပြလိုက်ပြီးတေချာပါမဟုတ်ပါဘူးဆိုင်ပြင်ထွက်လာပြီးမျက်နှာချင်းဆိုင်ကတိုက်အိုကြီးကိုလက်ညှိုးထိုးပြလိုက်တယ်ဟိုဘက်ကတိုက်ကြီးကိုမြင်လာဝန်ထမ်းတွေအကုန်ပင်တက်သွားပြီးသူထေးခင်ဗျားအဲ့ဒီတိုက်ကြီးကိုငှားမလို့တော့မဟုတ်ဘူးမလားသူထေးအဲ့ဒီတိုက်ကအခုဆိုင်ခက်အစားပေါင်းများစွာပူကြီးတာနော်အင်္ဂါကလည်းနီးမှာမဟုတ်ဘူးမိုးမရင်းနဲ့စိတ်လိုက်ကောက်ပြီးမလုပ်ပါနဲ့ဦးငါတို့ရဲ့ပင်လယ်စာကုန်ကျန်းလိုင်းတွေကိုအဲ့ဒီလင်မယား2ယောက်ကလွှမ်းမိုးချုပ်ကင်ထားလိုက်ပြီးလေတထေးကပူကြီးတဲ့ဆိုင်ဖွင့်ရင်တောင်ကုန်ကျန်းမမရရင်အလကားပဲမဟုတ်ဘူးလားငါကပင်လယ်စာဘူးဖေးဖွင့်မယ်လို့ဘယ်သူပြောလို့လဲ